အဲ့ဒီများကပြန်သားနေစဉ်အလဲမှာတောင်90ဒီဂရီကနေကွေ့သွားပြီးကီလိုမီတာ30အကွာကပြစ်မှတ်ကိုအလွန်တိကျစွာထိမှန်တယ်လေဒါဟာဒီမိန်းကလေးရဲ့ထူးခြားတဲ့စွမ်းရည်ပါပဲဖတ်တယ်ကွေ့ပစ်များပြီနီးပေါ့ဒီမိန်းကလေးရဲ့နာမည်ကလီဆာဖြစ်တယ်သူမဟာအဖေနဲ့အတူအသက်မွေးဝမ်းကြောင်းအတိုင်းအမဲလိုက်ရင်ကြီးပြင်းလာခဲ့တာပါသူမရဲ့အထူးပြုလုပ်ချက်ကိုအမဲလိုက်ရင်နဲ့တီထွင်ခဲ့တာပါသူမမျက်စိကျသွားတဲ့ဘဲပစ်မှတ်ကိုမဆိုရွေ့နေသည်ဖြစ်စေရက်နေသည်ဖြစ်စေအလွယ်တကူထိမှန်နိုင်ခဲ့လို့အမဲလိုက်တိုင်းသူမအမြဲတမ်းအပြည့်အစုံပြန်လာခဲ့ရတယ်ဒါပေမဲ့ဒီနေ့မှာတော့မမျှော်လင့်ထားတာတခုဖြစ်လာခဲ့တယ်လီဆာအိမ်ပြန်လာတဲ့အခါမှာအဝေးတနေရာမှာမီးလောင်နေရကိုတွေ့လိုက်ရတယ်။မီးလူတွေကမြင်မိုင်းတဲ့နေရန်တွေကိုကျိုးဖောက်ပြီးလူတွေကိုပယံပရတက်ဖြတ်နေကြတာကိုတွေ့လိုက်ရတယ်။သူမရဲ့မိသားစုကိုဘီလူတွေကမျိုးချွားတာကနေကာကွယ်ဖို့လီဆာဟာနိုင်ငံရဲ့အမဲလိုက်အဖွဲ့နဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမတတာကမြားပစ်တာပဲရှိတယ်။တခြားအရာအားလုံးမှာတော့သူမအရင်ညံ့တယ်။သူမဘလောက်ပဲစူးစမ်းပါစေပြန်တန်းနိုင်တဲ့စွမ်းရည်ကိုဘယ်တော့မှတင်ယူနိုင်ခြင်းမရှိခဲ့ဘူး။ဒါကြောင့်သူမကိုညတိုင်းညဆောင်တာဝန်ထမ်းဆောင်ရတဲ့ဘက်ကိုခွဲခန့်လိုက်တယ်။တညမှာတော့သူတို့ရဲ့စစ်ပတ်ဆိုင်ရာစားနပ်ရိက္ခာတွေကိုခိုးယူနေတဲ့တခိုးအုပ်စုတစ်ခုကိုသူမတတိထားမိလိုက်တယ်။သူတို့အစားအစာတွေကိုဆွဲခေါ်သွားတော့မယ့်အချိန်မှာပဲလီဆာကသူတို့ကိုတိုက်ခိုက်လိုက်တယ်။သူတို့တတိထားမိသွားတဲ့အခါတခိုးတွေအကောင်လုံးထိတ်တလန့်တကြံထွက်ပြေးသွားကြတယ်။တယောက်သောလူငယ်လေးကပဲလက်မလျှော့ပဲနဲ့ထွက်ပြေးမသွားခင်အာလူအနှဲငယ်ကိုလူယူဖို့ကြိုးစားနေတော့ပဲရှိတယ်။လီဆာရဲ့လုံးဝပြည့်စုံတဲ့ဓာတ်တိုက်ပညာကသူ့ကိုအတားအဆီးနောက်ွယ်ကိုမောင်းထုတ်လိုက်တယ်။အဲ့ဒီနေရာမှာလုံခြုံပြီးလို့ထင်ခဲ့တယ်။ဒါပေမဲ့လီဆာကသူ့ရဲ့လေးကိုဆွဲပြီးအတားအဆီးရဲ့ညာဘက်ကိုချိန်လိုက်တယ်။သူမအများရဲ့အပိုင်းတစ်စိတ်ကိုကိုက်ချပြီးဟူးဆိုပြီးဖိလွတ်လိုက်တယ်။အဲ့ဒီများကလေထဲမှာ90ဒီဂရီကွေ့သွားပြီးအဲ့ဒီတခိုးကိုကားပေါ်မှာကလန်တန်းကတ်ထားလိုက်တယ်။အဲ့ဒီတခိုးကအဲ့ဒီများဘေးကလာမှန်ဘယ်တော့မှနားမလည်နိုင်တော့ဘူး။လီဆာသူ့နားကိုချင်းကပ်လိုက်တဲ့အခါမှာသူမတွေ့ရှိခဲ့တယ်။ဒီလိုခိုးယူနေတဲ့တို့ထင်ရတဲ့သူတွေဟာတကယ်တော့ငှက်ပြတ်နေတဲ့ဒုက္ခရည်တွေအုပ်စုလေးတစ်ခုထင်နေတာပါ။သူမသူတို့ကိုအခက်အခဲမပေးခဲ့ဘူး။သူတို့အစားအစာလိုချင်နေဆိုရင်အလုပ်လုပ်ဖို့လိုတယ်ဆိုတာကိုပဲသူတို့ကိုနားလည်အောင်လုပ်ပေးလိုက်တာပါ။ပြီးတော့သူတို့ကိုလွတ်ပေးလိုက်တယ်။အစားအစာအပြည့်တင်ထားတဲ့ကားတစ်စီးတောင်ယူသွားခွင့်ပေးလိုက်တယ်တည်တယ်။ဒုက္ခရည်တွေဝေးရကိုပျောက်ကွဲသွားတာကိုကြည့်နေတော့လီဆာဟာကြာကြာမပြုံးရတဲ့ပထမဆုံးတစ်ချိန်ပြုံးလိုက်တယ်။ဒီမြင်းကွင်းကိုအရင်မောင်ကနေကြည့်နေတဲ့တက်ခွက်မှုကတွေ့လိုက်တယ်။သူမရဲ့တက်ဖိုက်ထဲမှာဒီလောက်ကျွမ်းကျင်တဲ့မှားပစ်သမားတစ်ယောက်ရှိလိမ့်မယ်လို့လုံးဝမမျှော်လင့်ခဲ့ဘူး။ဒီလူတွေကိုအပြည့်အချေမှုနိုင်ဖို့လီဆာဟာဦးစားပေးလေ့ကျင့်သင်သားသူဖြစ်လာတယ်။ဆက်ဆက်မပြတ်လေ့ကျင့်မှုတွေကနေလီဆာဟာဘီလူတွေကိုအမဲလိုက်ဖို့လိုအပ်တဲ့ကျွမ်းကျင်မှုအားလုံးကိုရရှိခဲ့တယ်။ဒီအချိန်မှာပဲရှေ့တန်းကနေပိုဆိုးတဲ့သတင်းတွေထပ်ရောက်လာတယ်။ဘီလူတွေကကာကွယ်သေးတွေကိုကျိုးဖြောက်ပြီးသူတို့ရဲ့စမ်းကိုဥတီလာတယ်လို့သိရတယ်။ကပတိန်ကတိုက်ပွဲမဝင်ခင်အစည်းအဝေးအတွက်အဖွဲ့ကိုအမြင့်ဆုံးစုစည်းလိုက်တယ်။လူတိုင်းတိုက်ပွဲဖို့ပြင်ဆင်ထားကြပြီ။သူတို့ဒီအချိန်ခါကိုအချိန်အကြာကြီးစောင့်နေခဲ့ကြတာပါ။လူနာနဲ့ဘီလူများတဲ့ကြားမှာအကြီးဆုံးတိုက်ပွဲကြီးကမကြခင်စတင်တော့မှာပါ။